စကားလုံးအမှန်ရွေးပါချူချူလန်းလေးကို subscribe လုပ်ပေးပါနော်ကျေးဇူးတင်ပါရှင်စကားလုံးအမှန်ရွေးပါအခန်း1ကငယ်မိကွန်းလေးတွေဖြေကြရအောင်နေ့စဉ်တဆင်စင်မြင့်ရေအိုးစင်မြေပြင်းငရှင်းပစင်းပြင်ပြစီမင်းစီကံအချိုအချင်းအစာများကိုရင်မနာပါစေနဲ့စကားကိုညင်ညင်သာသာပြောပါစင်အိုးထဲမှာရေအပြည့်ရှိတယ်အချင်းချင်းရိုင်းပင်ကူညီပါဒီအသီးကချင်လိုက်တာ